ကျမနာမည်ဖြူရေးဖြစ်ပါတယ်အသက်က29နှစ်နေတဲ့ဇာတိကပဲခူးတိုင်းကြောက်တော့ကဗမာပြည်ရပေါ့နော်ဗမာပြည်ကကိုတက်လာတယ်ဒုက္ခရောက်လို့တက်လာတယ်ပေါ့အခုလက်ရှိနေတာကတော့မဲဆောက်ပါ9နှစ်ရှိပါပြီကျမကလေးတစ်ယောက်ရှိတယ်နာမည်ကတော့မင်းခန့်ပါကျောင်းကတော့မတက်သေးပါဘူးရှင်အသက်ကတော့2နှစ်ခွဲပါဝတ်တာဆော့တယ်တမင်လိုက်ကြည့်ရတယ်ငယ်တဲ့3နှစ်တုန်းကဆရာမတို့ဗတ်ကြီးသမီးဗတ်ကြီးကြီးတုန်းကအဲ့လိုမျိုးဆရာမထောက်ပံ့ပေးတာအဲကြောင့်မို့ဒီတိုင်းသက်လာတာမဟုတ်ပညာရေးလက်ပေးနဲ့လာတာပါသမီးတို့စီကိုစံတို့စီတို့လက်ပေးတာပါရှင်ဟိုဆရာတို့ဖွဲ့ရသမီးကိုဒုက္ခရောက်ပါမို့နော်အမြဲတမ်းကူညီပေးတာပေါ့သမီးတို့အရင်ချင်းဆိုသမီးတို့မခွဲနိုင်ဆရာအခုသမီးအလုပ်တော်ရတဲ့အချိန်မှာအဖေအမေတွေအလုပ်သွားတဲ့အချိန်မှာဖွားရည်နဲ့ထားခဲ့တယ်စပိုင်းရည်ပဲတက်သွားကြံခုတ်ပဲတက်သွားပေါက်ဆိုင်ပဲတက်သွားဖွားရည်ကြည့်ပြီးကိုလုံးနိုင်တာပေါ့ရာတဲ့ဝန်က200ပဲရှိတယ်ခလေးမုတ်ဘူးကတနေ့50လောက်ကုန်တယ်ကိုမလုံလောက်ဘူးပေါ့ကိုတော့မကြံဘူးနော်ကိုကျမကြီးဖြစ်နေတော့ကိုမတက်နိုင်မလားဆရာမတို့ကပြောလို့ဆရာမတို့လာလို့ကိုသွားနိုင်လို့ဆိုရင်ခလေးဆက်ကျမကြီးဖြစ်တာဆရာမတို့ကပြောဆရာမတို့လာပြီးတယ်ကိုအတိုင်းဆိုကိုမသွားလာနိုင်ဘူးဆရာမတို့အဖွဲ့ကသမီးကိုဒီမိုးရင်းဆိုတာဆရာမတို့သမီးနိုးလေအလုံးအကျိတ်လေးရေကနေဖြစ်တယ်ဖြစ်ရတယ်သမီးကဟောငါပြောမရတော့မယ်ဆရာမတို့မပြောရင်ငါအသက်ဆုံးရင်ရတယ်ပေါ့နော်ဆရာမတို့ဖုန်းဆက်မယ်ဆိုတော့ဖုန်းဆက်လိုက်တော့2ခါဒီမိုးရင်းဆရာမတို့အမြဲကူညီပေးတယ်သမီးတို့ခွဲတာဟာတနဲ့အဖွဲ့ပဲပေါ့နော်ကူညီမဲ့အဖွဲ့ရှိတယ်ညီမရဲ့အနာဂတ်ကိုတခါတည်းကဗတ်ကြီးကြီးရပါတော့ဆရာမတို့ကူညီလို့အဲ့ဒါကကူညီတယ်ဆရာမတို့ကျေးဇူးသမီးကဘယ်တော့မှမမေ့ဘူးညီမသားနောင်ကြီးအတွက်လေးကိုကောင်းအောင်လို့တမန်ကလို့ပညာတတ်ယူထားတာမှာအရွယ်ရောက်လာလို့ဆိုရင်ကြောင်းထားပေးခြင်းနဲ့တမန်ကလို့ညီမဟိုဘောဆရာမတို့ဖွဲ့စည်းရမကူညီခဲ့မနော်ညီမအနာဂတ်လည်းမကောင်းညီမကို Families fleeing conflict deserve more than just survival. They deserve a chance to thrive. Your gift helps parents like Fuai provide all their children need, the security of food, access to healthcare and education, but it also delivers life-saving medical care, so parents can be there to raise them and see them flourish, now and into the future. Join us. Give today.